ちゃくちゃ面白いですね。めちゃくちゃ面白いですね。အရန်စိတ်ဝင်စားဖို့ကောင်းတယ်နော်めちゃくちゃအရန်အလွန်面白い。ရေးရတယ်စိတ်ဝင်စားဖို့ကောင်းတယ်めちゃくちゃ面白いですね。あなた、結婚まだよね。あなた結婚まだよねနေအိမ်တော်မပြောရသေးဘူးမလား結婚အိမ်တော်ပြုချင်းမင်္ဂလာဆောင်ချင်းまだမလုပ်ရသေးဘူးあなた、結婚まだよね。責任は私が取ろ責任は私が取ろう。 တာဝန်ကိုကျွန်တော်ယူပါမယ်責任、တာဝန်私、ကျွန်တော်取る。ယူသည်ယူမယ်う。責任は私が取ろもう一度考えてみてください。もう一度考えてみてください。နောက်တစ်ခေါက်ပြန်စဉ်းစားကြည့်ပါဦး。もう一度နောက်တစ်ခေါက်ပြန်ပြီး考えてစဉ်းစား၍みてကြည့်ပါ。もう一度考えてみてください。セットのドリンクは何になさいますか？ set အတွက်တောက်စရာဘာယူမလဲရှင်セット、set ဟင်းအတွက် set ドリンク drink တောက်စရာになさいますか？ဘာယူမလဲဘာမှမလဲセットのドリンクは何になさいますか？パクチー、お嫌いですか？နန်းနန်းမေးမကြိုက်ဘူးလားパクチーお嫌いですかパクチနန်းနန်းပင်ー、お嫌いမုံတော့မနစ်တတ်တော့ですか？ဟုတ်ပါသလားお会いできて本当に光栄です。တွေ့ခွင့်ရတာတကယ်ကိုဝမ်းသာခွင့်ယူမိပါတယ်ရှင်お会いできてတွေ့ခွင့်ရတာ本当にတကယ်ကို光栄ခွင့်ယူမိပါတယ်お会いできて本当に光栄です。運転気をつけてくださいကားကိုတတိထားပြီးမောင်းပါနော်運転မောင်းဒီ気をつけてဂယူးစိတ်ပါတတိထားပါください。ကျေးဇူးပြုခဲ့運転気をつけてください大変ご迷惑をおかけしました。ဒုက္ခအများကြီးပေးမိတဲ့အတွက်တောင်းပန်ပါတယ်大変အယံအလွန်ご迷惑ဒုက္ခပေးသည်အနှောင့်အယှက်ပေးသည်おかけしましたဖြစ်စေခဲ့ပါတယ်ပေးမိပါတယ်大変ご迷惑をおかけしました。今日はこちらにお泊まりですか？ ဒီနေ့ဒီမှာတဲမှာပါလားခင်ဗျာ今日ဒီနေ့こちらဒီနေရာမှာお泊まりですかတဲမှာပါလားအိမ်မှာလား今日はこちらにお泊まりですか？私も絶対に言いません。ကျမလည်းလုံးဝမပြောပါဘူး私、ကျွန်တော်ကျမ絶対にလုံးဝသိကြပေါ့言いません。မပြောပါဘူး私も絶対に言いません。ではゆっくりお休みくださいဒါဆိုရင်ကျေးဇူးပြု၍ကောင်းကောင်းနားပါではဒါဆိုရင်ကဲゆっくりဖြည်းဖြည်းအေးအေးဆေးဆေးお休みအနားယူပါではゆっくりお休みください。遠いところお疲れ様です。အဝေးကြီးကနေလာရတာပင်ပန်းသွားပြီ遠いဝေးတော့ကွာဝေးတော့ところနေရお疲れ様ပင်ပန်းသွားပါပြီ遠いところお疲れ様です。困ったことがあったら何でも言ってね。အခက်အခဲရှိရင်ဘာမဆိုပြောနော်困ったအခက်တွေ့နေပြီဒုက္ခပါပဲあったらရှိရင်何でもဘာမဆို言ってねပြောပါနော်困ったことがあったら何でも言ってね。俺と付き合ってください。ကျွန်တော်နဲ့ချစ်သူဖြစ်ပေးပါလားအိုတဲ့ကျွန်တော်ငါ付き合ってချစ်သူဖြစ်ခွင့်ပေးပါအတူရှိပေးပါくださいကျေးဇူးပြု၍俺と付き合ってください。入ってもいいですか？ဝင်ခဲ့လို့ရမလားရှင်入ってဝင်၍もလဲပဲいいですかရမလားရှင်入ってもいいですか？私も同じ気持ちです。ကျမလည်းစိတ်ခံစားချက်ချင်းတူပါတယ်同じတူတူပဲ
အတူတူပဲ気持ちစိတ်ခံစားချက်私も同じ気持ちです私も同じ気持ちです。なるほど。悪くない。 ဟုတ်သားပဲမစိုးပါဘူးなるほどဟုတ်သားပဲအော်အဲ့လိုလား悪くないမစိုးပါဘူးမစိုးဘူးなるほど。悪くない。マジで無理しないでくださいね。 တကယ်ပဲအတင်းကြီးမလုပ်ပါနဲ့နော်မာဂျီတဲ့တကယ်ပဲတကယ်ကြီးမူရီအတင်းအချက်အလွန်အကျွမ်းしないでမလုပ်ပါနဲ့မလုပ်နဲ့マジで無理しないでくださいねではお言葉に甘えて ဒါဆိုရင်တော့ပြောတဲ့အတိုင်းပဲအကူအညီယူပါရစေではဒါဆိုရင်ဒါဆိုお言葉ပြောတဲ့အတိုင်းစကားအတိုင်း甘えてအကူအညီယူပါရစေအားကိုးပါရစေ ではお言葉に甘えて嫌われた。 တကယ်အမုန်းခံလိုက်ရပြီ絶対အသေးချာတကယ်嫌われたအမုန်းခံလိုက်ရပြီ 嫌われた。あんたも新生活頑張ってね。 မင်းလည်းဘဝတင်မှာစူးစမ်းပါနော်အန်တာမေ新生活ဘဝတင်နေထိုင်မှုအသစ်頑張ってစူးစမ်းပါအားတင်းထားပါ あんたも新生活頑張ってね。私の恋人になってもらえませんか ကျမရဲ့ချစ်သူဖြစ်ပေမလား恋人ချစ်သူなってဖြစ်ပေဖို့もらえませんかပေးမလားပေးလို့ရမလား 私の恋人になってもらえませんかどうしたの？なんかあった？ ဘာဖြစ်လို့လဲတခုခုဖြစ်လို့လားどうしたのဘာဖြစ်လို့လဲなんかあった。တခုခုဖြစ်လို့လား どうしたの？なんかあった。何の話ですか？ ဘာအကြောင်းပြောနေတာလဲ နမ် ဘာ話အကြောင်းစကား何の話ですか何の話ですか？一体どんな手使ったんだ？一体どんな手使ったんだမင်းဘလူးနီလန်တုံးလိုက်တာလေ 一体တကယ်တော့ဘလူးတောင် どんな ဘလူး 使ったんだနီလန်တုံးခဲ့တာလေ 一体どんな手使ったんだ？そんなこと言われても。そんなこと言われてもအဲ့လိုပြောရင်လေကျမဘာမှမတတ်နိုင်ဘူးそんなအဲ့လိုမျိုးことအကြောင်းအရာ言われてပြောပေမဲ့လေပြောရင်လေ そんなこと言われても。何をそんなの怒ってるんだ？何をそんなに怒ってるんだ ဘာလို့အလောက်တောင်စိတ်ဆိုးနေရတာလဲ 何 ဘာ そんなに အလောက်တောင် 怒ってる စိတ်ဆိုးနေရလဲ 何をそんなの怒ってるんだ？